အခုချက်ချင်းရွတ်လိုက်တာနဲ့တအောင်နေငွေဝင်လာစေနိုင်တဲ့ချက်ချင်းရွတ်ချက်ချင်းငွေဝင်တဲ့မန်နန်တပုတ်ကြောင်းကိုပြောပြမယ်အဲ့တော့ခါလာဆိုရင်ပုံမှန်လိမ့်မယ်လေးလုံးပဲရှိတယ်အဲ့တော့ချက်ချင်းရွတ်လိုက်ပြီးတော့ချက်ချင်းလက်လာပါတွေတိတိတာတာထူးထူးကဲကဲဝင်ရောက်လာစေနိုင်တဲ့လက်ခေါ်လက်နှိုးလက်တကားပွင့်တဲ့ဒီခါလာတော်ကြီးပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီမန်နန်ကိုကငွေကြီးအရန်ခက်ခဲနေတဲ့အချိန်လက်တွေအရန်ပိတ်နေတဲ့အချိန်ကြီးကြီးမားမားနော်ငွေလိုအပ်နေပြီအခုချက်ချင်းငွေရမှာဖြစ်တော့မယ်ဆိုတဲ့သူတွေအခုသာရွတ်လိုက်ပါချက်ချင်းတအောင်နေငွေတွေဝင်လာပါလိမ့်မယ်အဲ့တော့ရွတ်ရမယ့်ခါလာကလေးလုံးနဲ့ဤနာအာမဆိုပြီးတော့လေးလုံးရွတ်ပါနော်ဤနာအာမလေးလုံးနော်အဲ့ဒီကလာလေးလုံးကိုရွတ်ဖတ်ပူဇော်ရမယ်ဘယ်နှခေါက်ရွတ်ရမလဲဆိုတော့18ခေါက်ရွတ်ရမယ်ဤနာအာမဆိုပြီးတော့18ခေါက်တိတိရွတ်ပွားပူဇော်လိုက်ပါလက်ရှိမှာလိုနေတဲ့ငွေတွေချက်ချင်းရောက်လာပါမယ်ချက်ချင်းရွတ်ချက်ချင်းငွေဝင်စေတဲ့ခါလာဖြစ်ပါတယ်နေ့စဉ်တအားသမျှရွတ်လဲရတယ်အစဉ်ပြေရင်ပြည်တဲ့ချိန်မှာရွတ်ပါအဲ့တော့ဒီတော့တွင်မှာ9လပိုင်းဆိုတာဟာငွေကြေးနဲ့ပတ်သက်ပြီးတချို့လာကုန်လာဝက်ရောက်တဲ့ခါမှာခက်ခဲနေကြပြီဖြစ်တဲ့အတွက်ငွေလိုနေကြပြီဖြစ်တဲ့အတွက်ခါလာမျှဝေလိုက်ပါတယ်ငွေတွေဆွညပါစေလက်လာပါစေပွင့်လန်းကြပါစေ